ဇက်လန်အစမှာတော့တမူဒရာအလဲကတင်ပေါ်တစီပေါ်မှာပင်လေသမျှတစုဟာသူတို့ရဲ့ကပတိန်ကိုပုံကန်နေကြပါတယ်။အကြောင်းရင်းကတော့ကပတိန်ဟာရေအောက်မြူတော်ရှိတာနေရာကိုသိပေမဲ့ထုတ်မပြောလို့ပါပဲ။သူတို့ဟာကပတိန်ကိုညှဉ်းပန်းနှိပ်စက်ပြီးတပ်ပစ်မဲ့သူချင်းချောက်ကြပေမဲ့ကပတိန်ကတော့ခေါင်းမမနဲ့ညင်းဆန်နေစေပါ။နောက်ဆုံးမှာတော့စိတ်မရှိတဲ့ပင်လေသမျှကယောက်ကကပတိန်ကိုတနက်နဲ့ပစ်လိုက်တဲ့အတွက်သူဟာဘေးကစီပိုင်းတစ်ခုကိုဆွဲကင်ရင်ပင်လေထဲကျသွားပါတော့တယ်။အဲ့ဒီစီပိုင်းထဲမှာတော့သူ့ရဲ့သားလေးဟက်ဆင်းရှိနေတာကိုပရိသတ်တို့မြင်တွေ့လိုက်ရမှာပါဒီဖြစ်တဲ့အပြီးမှာပင်လေဓမြခေါင်းဆောင်လဲတေဆုံးသွားခဲ့ပါတယ်နှစ်ပေါင်း20ကြာပြီးနောက်ပိုင်းမှာဟက်ဆင်းဟာအရွယ်ရောက်လာပြီးတငှားတဲ့တွေနဲ့အတူပင်လေမှာအသက်မွေးနေပါတယ်သူ့ကိုပင်လေတွေကကယ်ဆယ်ပြီးတားအရင်တဖွဲ့ကျွေးမွေးစောင့်ရှောက်ခဲ့သူကတော့ကပတိန်လောင်းပါပဲဒီနေ့မှာတော့ကပတိန်လောင်းကပင်လေရေအောက်မှာဝှက်ထားတဲ့ရတနာတွေကိုထွားရောက်ရှာဖွေဖို့အမိန့်ပေးပါတယ်သူတို့ဟာရတနာတွေစုဝေးရာပင်လေမျက်စိအင်္ဂလိပ်လို Eye of the Sea လို့ခေါ်တဲ့နေရာကိုဦးတည်ခဲ့ကြပါတယ်ဟက်ဆင်းကရေငုပ်ဖို့ပြင်ဆင်တဲ့အခါမှာတော့အဖွဲ့တွေကလူငယ်တစ်ယောက်ကရတနာဝေစုမပေးချင်တာကြောင့်သူ့ကိုလှောင်ပြောင်တားဆီးပါတယ်ဒါကိုကပတိန်လောင်းကမြင်ပါလီဟက်ဆင်းကိုယုံကြည်မှုရှိလာအောင်အားပေးစကားပြောပေးခဲ့လို့ဟက်ဆင်းတယောက်အဖွဲ့နဲ့အတူရေငုပ်နိုင်ခဲ့ပါတယ်ရေအောက်မှာဟက်ဆင်းဟာအဖွဲ့နဲ့လူစုကွဲသွားပြီးတယောက်တည်းရှာဖွေရင်ရွှေရောင်တောင်ဝေးတစ်ခုကိုတွေ့ရှိသွားပါတယ်သူကအဲ့ဒီတောင်ဝေးတဲကအပိုင်းအစတစ်ခုကိုချိုးယူလိုက်တဲ့အခါထူးဆန်းတဲ့စွမ်းအားတွေသူ့လက်ထဲကိုစီးဝင်လာပြီးပောက်ကွဲမှုတွေဖြစ်ကရေအောက်မှာဟန်ချက်ပြတ်သွားပါတော့တယ်။အဲ့ဒီအချိန်မှာပဲသူရှိကိုပင်လယ်နဂါးကြီးတစ်ကောင်ရောက်လာပြီးမှဘာမှမလုပ်ဘဲထွက်ခွာသွားပါတယ်။အောက်ဆီဂျင်ပြတ်လက်ပြီးမွန်းကျက်လာတဲ့ဟက်ဆင်းဟာတတိအလစ်သွားခဲ့ရပါတယ်။တင်းဘောပေါ်မှာတော့ကပတိန်လောင်းကစိုးရိမ်တကြီးနဲ့ရေအောက်ကိုဆင်းရှာတဲ့အခါတတိအလစ်နေတဲ့ဟက်ဆင်းကိုတွေ့ပြီးအသက်ရှူကိရိယာတပ်ဖေးကကဲ့တင်နိုင်ခဲ့ပါတယ်။ဒါပေမဲ့သူတို့ပြန်တက်ဖို့ကြိုးစားချိန်မှာနဂါးကြီးပြန်ပေါ်လာပြီးကပတိန်လောင်းကိုတိုက်ခိုက်ကဟက်ဆင်းနဲ့ဝေးရာကိုတွန်းပို့လိုက်ပါတယ်။ဟက်ဆင်းရေပေါ်ရောက်လာတဲ့အခါမှာတော့သူတို့တင်းဘောကိုပင်လယ်ဓမြတွေတိုက်ခိုက်နေတာကိုတွေ့လိုက်ရပါတယ်။သူဟာကပတိန်လောင်းကိုပြန်တွေ့လို့ဝမ်းသာသွားပေမဲ့ခဏကြာမှပဲနဂါးကြီးကကပတိန်လောင်းကိုတကုံလုံးမျိုးချလိုက်တာကိုမျက်မြင်ကိုယ်တွေမြင်လိုက်ရပြန်ပါတယ်။ကျန်တဲ့အဖွဲ့သားတွေကတော့ကြောက်လန့်နေကြနဲ့ဟက်ဆင်းကိုပင်လယ်ထဲမှာတယောက်တည်းထားခဲ့ပြီးထွက်ပြေးသွားကြပါတယ်။နောက်ဆုံးမှာတော့ဟက်ဆင်းဟာပင်လယ်ဓမြတွေညဖမ်းဆီးခြင်းကိုခံလိုက်ရပါတယ်။ပင်လယ်ဓမြဘီယမဟာဟက်ဆင်းရဲ့ပခုံးပေါ်ကတက်တူးကိုမြင်ပြီးမင်းဘယ်သူလဲလို့မေးမြန်းပါတယ်။ဟက်ဆင်းကတော့သူဟာတငှားတဲ့တယောက်တည်းဖြစ်ကြောင်းပြောပါတယ်။ဘီယမကယူလာတဲ့ရွှေစက်ကိုတင်းဆဲလိုက်ပြီးအနူးဆိုတဲ့မိန်းကလေးတယောက်ရှိတဲ့အခန်းထဲမှာပိတ်လောင်ထားလိုက်ပါတယ်။အဲ့ဒီမှာဟက်ဆင်းနဲ့အနူးရောဟာအနူးစီမှာပါတဲ့ငါးမန်းသွားနဲ့ကြိုးဒီကိုဖြတ်ပြီးလွတ်မြောက်ခဲ့ပါတယ်။ဟက်ဆင်းဟာဘယေမရဲ့အခန်းထဲမှာရွှေစက်ကိုပြန်ရှာရင်းအဲလီဇာကျွန်းကိုပင်လယ်ဓမြတွေတိုက်ခိုက်ဖို့ပြင်ဆင်နေတဲ့မြေပုံကိုတွေ့သွားပါတယ်။အန်နူးကိုပင်လယ်ဓမြရန်ကကဲထုတ်ပြီးသူတို့နှစ်ယောက်ဟာလေငယ်လေးနဲ့ထွက်ပြေးခဲ့ကြပါတယ်။ဒါပေမဲ့ဘယေမကနောက်ကနေမြားနဲ့လှမ်းပစ်လိုက်လို့ဟက်ဆင်းနဲ့ကြောင်းကုန်းကိုထိမှန်သွားခဲ့ပါတယ်။နောက်တစ်နေ့မှာတော့အန်နူးကဟက်ဆင်းကိုဆေးကူပေးရင်သူတို့နှစ်ယောက်ကြားတန်ရိုးစင်တွေစတင်ခဲ့ပါတယ်။အန်နူးဟာဟက်ဆင်းစီကရွှေစက်ကိုမြင်တဲ့အခါအလွန်အံ့ဩသွားပြီးသူဟာအဲလီဇာကျွန်းကဖက်ကြောင်းပျောက်ဆုံးနေတဲ့ရေအောက်မြို့တော်ဟာသူတို့ကျွန်းရဲ့အောက်မှာရှိနေတာကိုပြောပြပါတယ်။သူတို့ဟာကျွန်းကိုသွားဖို့ဆုံးဖြတ်လိုက်ကြပေမဲ့ဝိညာဉ်မြူကိုတွေကိုဖျက်ကျော်ရမှာပါ။အဲ့ဒီမြူကိုတွေဟာအလွန်အေးဆက်ပြီးဖျက်တန်းသူအားလုံးသေဆုံးတတ်ပါတယ်။ဒါပေမဲ့အန်နူးစီမှာပင်လယ်ပြဓာရေပလင်းတွေရှိနေတာကြောင့်ဟက်ဆင်းကိုတိုက်ကျွေးပြီးအောင်မြင်ဖျက်ကျော်နိုင်ခဲ့ပါတယ်။ကျွန်းကိုရောက်တဲ့အခါအန်နူးရဲ့အဖိုးကသစိမ့်တယောက်ကိုခေါ်လာလို့စိတ်ဆိုးနေလာကြောင်းဒေါက်တာဦးကဟက်ဆင်းကိုတန်ရာကုပေးရင်သူစီကပင်လယ်ဓမြတက်တူးကိုတွေ့ရှိသွားပေမဲ့ဘသူကမှထုံမပြောခဲ့ပါဘူး။နောက်ပိုင်းမှာဒေါက်တာဦးဟာဟက်ဆင်းကိုစအုပ်တအုပ်ပြောပါတယ်။အဲ့ဒီထဲမှာဟက်ဆင်းစီကရွှေစက်နဲ့တစ်ထက်တစ်ထဲတူးတဲ့ပုံတွေပါပြီးရေအောက်မြို့တော်ဟာကျွန်းပေါ်ကတင်းဘောတရန်တောင်ကြီးအောက်မှာရှိတယ်လို့ဆိုထားပါတယ်။သူတို့၃ယောက်တောင်ပေါ်တက်ကြည့်တဲ့အခါမှာရေထဲမှာထူးဆန်းတဲ့ဆက်ဝိုင်းတစ်ခုကိုတွေ့ရှိပြီးအဲ့ဒီကတဆင့်ရေအောက်မြို့တော်ထဲကိုရောက်သွားခဲ့ကြပါတယ်။မြို့တော်ထဲမှာဟက်ဆင်းဟာငယ်အစဉ်ကသူ့အဖေနဲ့ဒီနေရာကိုရောက်ဖူးတဲ့အမတ်တရက်တွေပြန်ပေါ်လာပါတယ်။ရုတ်တရက်ရေတွေတိုးဝင်လာတဲ့အခါဟက်ဆင်းဟာသူ့ရဲ့စွမ်းအားနဲ့ရေတွေကိုရေခဲအထူပြောင်းလဲပြီးတငွေချင်းတွေကိုကယ်တင်နိုင်ခဲ့ပါတယ်။မြေပုံကြီးတစ်ခုကိုတွေ့တဲ့အခါဟက်ဆင်းကသူဟာပင်လယ်ဓမြခေါင်းဆောင်ရဲ့တားချေချောင်းဒီမြေပုံကိုသူ့ကိုယ်တိုင်ဆွဲခဲ့တာချေချောင်းဖွင့်ပြောလိုက်ပါတယ်။ဒါကိုသိသွားတဲ့အန်နူးကဟက်ဆင်းဟာပင်လယ်ဓမြလိုလူလိန်ဆိုပြီးစိတ်ဆိုးသွားပြီးထွက်သွားခဲ့ပါတယ်။
အဲ့ဒီနောက်မှာတော့ဒေါက်တာဦးကသူ့ရဲ့တကယ်နာမည်ကစာရာဖြစ်ကြောင်းဟက်ဆင်းရဲ့အဖေနဲ့အတူရှိခဲ့တဲ့ပင်လယ်ဓမြဟောင်းတစ်ယောက်ဖြစ်ကြောင်းဖွင့်ထားလိုက်ပါတယ်ဟက်ဆင်းကတော့စိတ်ပြတ်သွားပြီးကျွန်းပေါ်ကိုပြန်တက်လာတဲ့အခါပင်လယ်ဓမြတွေကျွန်းကိုတိုက်ခိုက်နေတာကိုတွေ့ရပါတယ်ပင်လယ်ဓမြဘယင်းမကဟက်ဆင်းကြောင့်သူတို့ဒီကိုရောက်လာတာလို့အန်နူးရှေမှာပြောလိုက်တဲ့အတွက်အန်နူးကဟက်ဆင်းကိုပို့ပြီးမုန်းသေးသွားမှာတော့တယ်ရွာသားတွေကဟက်ဆင်းကိုဂဲငါပေါက်တဲ့အတွက်စိတ်နာသွားတဲ့ဟက်ဆင်းဟာပင်လယ်ဓမြတွေနဲ့ပူးပေါင်းဖို့ဆုံးဖြတ်လိုက်ပါတယ်။စာရာကဟက်ဆင်းရဲ့အဖေကိုသူတို့ကိုယ်တိုင်တတ်ခဲ့တာဖြစ်ကြောင်းပြောကြပြီးပင်လယ်မျက်စီတကားကိုဖွင့်ဖို့စေးယုံလိုက်ပါတယ်။ဟက်ဆင်းဟာလူတွေရဲ့နှိမ့်ချမှုကိုခံရတာကြောင့်အင်အားကြီးသူဖြစ်အောင်လုပ်ပြမယ်ဆိုပြီးတကားဖွင့်ပေးဖို့သဘောတူလိုက်ပါတယ်။တစ်ဖက်မှာတော့ကပတိန်လောင်းကမသေးသေးပဲအသက်ရှင်နေတာကိုအန်နူးတွေ့သွားပါတယ်။သူတို့ဟာအင်အားစုပြီးဟက်ဆင်းကိုကယ်ဖို့ကြိုးစားပါတယ်။တင်ဘောပေါ်မှာတိုက်ပွဲတွေဖြစ်ပွားချိန်မှာအန်နူးကဟက်ဆင်းရဲ့အဖေကလူကောင်းတစ်ယောက်ထစ်ကြောင်းကျွန်းစားတွေကိုကာကွယ်ခဲ့သူထစ်ကြောင်းအမှန်တရားကိုပြောပြလိုက်ပါတယ်။အဲ့ဒီအချိန်မှာစာရာကကပတိန်လောင်းကိုတနက်နဲ့ပြစ်တက်လိုက်ပါတယ်။ဒါဟာသူ့အဖေအသက်ခံနှုန်းကပုံစံအတိုင်းပဲဖြစ်နေတာကိုဟက်ဆင်းတတိပြူသွားပြီးစာရာဟာသူ့အဖေကိုတတ်ခဲ့တဲ့တကယ်တရားခံမှန်ကြောင်းသိသွားပါတော့တယ်။စာရာဟာရေအောက်မှုတော်ထဲမှာထပ်ပြေးပြီးမှုတော်ရဲ့စွမ်းအားတွေကိုစုပ်ယူကတကိုယ်လုံးရွှေ့ရောင်ပြောင်းလဲသွားပါတယ်။ဟက်ဆင်းကသူ့ကိုတားဆီးပေပဲစာရာရဲ့စွမ်းအားကပိုကြီးနေပါတယ်။နောက်ဆုံးမှာဟက်ဆင်းဟာသူ့အဖေရဲ့ရွှေချစ်ဘတ်အပိုင်းအစကိုကိုင်လိုက်တဲ့အခါအဲ့လာကအရေးပြောပြီးသူ့လက်ထဲကိုစီးဝင်လာပြီးရွှေလက်အုံးအဖြစ်ပြောင်းလဲသွားပါတယ်။ဒီစွမ်းအားနဲ့ဟက်ဆင်းဟာစာရာရဲ့အကာအကွယ်တွေကိုထက်စီးပြီးစာရာကိုအနိုင်ယူလိုက်ပါတယ်။စာရာတေဆုံးသွားတာနဲ့ဝိညာဉ်မြူကိုတွေလည်းပျောက်ဆုံးသွားပြီးအဲလီဇာကျွန်းကကြီးဟာငိမ့်ချမ်းသွားပါတော့တယ်ဗျာ။အားလုံးကဟက်ဆင်းသေးပြီးအထင်းနဲ့ဝမ်းနေနေကြချိန်မှာဟက်ဆင်းဟာရေဘော်ကိုပြန်တက်လာခဲ့ပါတယ်။အန်နူးနဲ့ဟက်ဆင်းတို့ပြန်လေဆုံတွေ့ကြပြီးပျော်ရွှင်စွာနဲ့ဇက်လန်လေးပြီးဆုံးသွားပါတော့တယ်ဗျာ။